င်္ဂလာပါကျွန်တော်တို့ဘိုးရဲ့မြန်မာစက်မှုပြည့်အလုပ်ရုံကိုနည်းနည်းပါးပါဗညာကျွန်တော်ဘိုးရဲ့မြန်မာကားပေါ်ရုံစက်မှုပြည့်ကလိမ့်စာဆိုရင်132လမ်း61နဲ့62ကြားမှာရှိပါတယ်ဘိုးရဲ့မှာဆိုရင်ကျွန်တော်တို့38စီလမ်းအားလေး55ကြားရဲဘော်တော်ရဲဘော်ကဖွင့်ထားတာပါပြည်မြို့မှာဆိုရင်ရက်ွက်ကြီး30လူမရဲ့အပြီးမလီလာရှူလမ်းမကြီးမိပြေမှာကျွန်တော်တို့ရက်ွက်ကြီး30တအူးလမ်းထောက်မှာကျွန်တော်တအူးရတနာဘုန်းကြီးကျောင်းရဲ့ဘေးမှာကျွန်တော်ဖွင့်လည်ထားဖြစ်ပါတယ်ဒီကရေဆိုင်လေးတွေဘယ်ညဘက်ချမ်းလေးကိုပေါ်နေနေရှိနေတာပါတော့ဘိုးတဲ့မြန်မာအဓိကပြီးတဲ့ဝယ်ဆောင်မှုကြတော့ကားဘော်ရီပြူရဲ့ကားစီးမှုနဲ့မမအကွေးပြကုန်းကောနဲ့ကားဆက်ပေါ်လေးတင်တဲ့လုပ်ငန်းများပဲဖြစ်ပါတယ်ဘိုးတဲ့မြန်မာကိုကားစီးဘော်ရီကိစ္စရဲ့တို့တိုင်းပဲဆွေးနွေးနေတဲ့လူတွေတော့ဘောဓဘတ်တို့ညာကို9620 620 20တို့ညာကိုဘုံဘုံရှိကိုဘုံဘုံရှိသူရှိကိုငါတို့ညာကိုရှိကိုလေးလုံးငါတို့ညာဆိုတဲ့ဘောဓဘတ်တို့ကိုဆက်တယ်ပြီးတော့ကားဘော်ရီကားစီးမှုဘာမှပဲကုန်းကောနဲ့ကားဆက်ပေါ်လေးတင်တဲ့ကိစ္စရဲ့တို့ကိုအဲ့ဒီဆွေးနွေးနိုင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်